လက်မနှစ်ခုကိုထိထားမယ်နော်ရင်ကောထားရှေ့ကိုကြည့်မယ်နော်ဆရာတို့ဘာလုပ်မလဲဆိုတော့ကရောပန်းအကကိုကမယ်နော်1 2 3 go တော့ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10 okay နော်ဒါကကရောပန်းကနော်ရင်ကောသားငါပြောဖုကမယ်ဒီတစ်ခေါက်ကော့စောသားလဲပေါ့တော့မယ်1 2 3 go ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10ယူချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10လက်ခွဲလက်ကမယ်ဒီတစ်ခေါက်ဆရာတို့ဘာကလဲလက်ခွဲလက်ကလောက်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10လက်ခွဲလက်ပြီးပါပြီနော်အခုဆရာတို့ဘာကမလဲဆိုတော့ခယူပတ်အကကိုကမယ်ဒီလက်အောက်ရောက်နေသေးလားလက်ဒီလောက်ထိတင်မယ်နော်ဒီလောက်ထိတင်ဒီအောက်ကိုမရောက်စေနဲ့နော်ပြန်လောက်မယ်နော်လာခယူပတ်ကိုပြန်လောက်မယ်ဒီအဘောကိုတင်တာနော်လောက်လောက်တန်းလေးလောက်1 2ခွင်းသားယူမယ်နော်တော့ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10လက်ကအောက်ကိုမရောက်စေနဲ့နော်ဒါလေးဒီအပေါ်ဟိုပြန်တင်ပဲနော်သွားသွားချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10 okay ညာစီတို့ချွင်ဘဲလက်ချွင်သုံးချွင်ဒီဘက်ဆိုချွင်လေးညာစီချွင်ငါချွင်6